ကမ္ဘာလှဆုံးနဲ့ခီးသွွားတွေအတွက်အသင့်တော်ဆုံးနိုင်ငံ10နိုင်ငံကျမတို့ကမ္ဘာမြေကြီးရာစမ်းချေမှုတွေနဲ့ဖွဲ့စည်းထားတဲ့ဘောလုံးတစ်လုံးမှာတောတောင်ရီမြေတွေနဲ့တခါတရံမှာလက်တွေ့လို့မကန်စားချင်အောင်လှပတဲ့နေရာတွေလည်းရှိနေတတ်ပါတယ်။ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာတော့သတိမထားမိလောက်တဲ့ထူးဆန်းမှုတွေရှိနေတဲ့အတွက်ကမ္ဘာရဲ့နေရာအနှံ့ပြားမှာလည်းစမ်းချေပြီးလှပတဲ့နေရာတွေများစွာရှိကြပါတယ်။ဒီဗီဒီယိုမှာဖော်ပြပေးသွားမယ့်အရာတွေကတော့ကမ္ဘာပေါ်မှာခီးသွွားတွေအတွက်အသင့်တော်ဆုံးနိုင်ငံ10ခုနဲ့အဲဒီနိုင်ငံတွေရဲ့တွားရောက်လည်ပတ်တဲ့နေရာတွေကိုလန်လန်းမိသလောက်ဖော်ပြပေးသွားပါမယ်။အကယ်၍တင်ရကြောဝိတ်တစ်လုံးနဲ့ကမ္ဘာနှံ့ကိုလှည့်ပတ်ဖို့ဆန္ဒရှိရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့အကြံပေးလိုက်ပါရရှင်။နံပါတ်1အဲဖိုင်းတောင်ရဲ့ရှင်သက်ရှုမောပွဲမြင်ကွင်းနေတဲ့ဆွစ်ဇာလန်ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံကတော့ခီးသွွားတွေတွားအောင်သွားတဲ့နိုင်ငံတစ်ခုပါ။စိမ့်ဆိုတဲ့ရှုမြော်ကင်းတွေနဲ့တောင်တွေပတ်လည်ဝိုင်းရနေတဲ့ဆွစ်ဇာလန်နိုင်ငံရဲ့အကျယ်ဝန်းက41,290 စတုရန်းကီလိုမီတာဖြစ်ပြီးလူဦးရေကတော့ခန့်မှန်းခြေ8.8 သန်းထိနေထိုင်ကြပါတယ်။ဥရောပမှာတည်ရှိတဲ့အေဂျင့်နဲ့ဆွစ်ဇာလန်နိုင်ငံတွေကသူ့ရဲ့သဘာဝပတ်ဝန်းကျင်ရှုခင်းနေကြောင်းလေတွားရောက်လေပတ်ခြင်းသူတွေများသလိုနေထိုင်တဲ့နိုင်ငံသားတွေလည်းများလာပါတယ်။အထူးသဖြင့်ဆွစ်ဇာလန်နိုင်ငံရဲ့သင်္ကေတလူတောင်ဆိုလိုရတဲ့အဲဖိုင်းတောင်ကြီးဟာဆွစ်ဇာလန်နိုင်ငံရဲ့အလားကုန်တွေကိုဖော်ကျူးထားနိုင်ခဲ့တာပါ။အဲဖိုင်းတောင်တန်းကြီးဟာဆွစ်ဇာလန်နိုင်ငံရဲ့တောင်ပိုင်းနဲ့အလယ်ပိုင်းမှာတည်ရှိနေပြီးတော့နိုင်ငံရဲ့60% လောက်ထိဖုံးလွှမ်းထားခဲ့တာပါ။ဒါနိုင်ငံရဲ့3ပုံပုံ2ပုံအကျယ်ဝန်းပမာဏဖြစ်ပြီးကျန်3ပုံ2ပုံပမာဏကတော့မြေဩဇာကောင်းတဲ့မြေနှိမ့်လွင်မြေဒေသတွေပဲဖြစ်ကြပါတယ်။အဲဖိုင်းတောင်တန်းကြီးရဲ့ပတ်ဝန်းကျင်မှာဆိုရင်လေရေခဲမြစ်တွေတစ်တော်တွေလှပတဲ့ရေကန်တွေနဲ့မြက်ခင်းတွေစသဖြင့်ဝန်းရံနေတာကြောင့်ရှင်သက်ရှုမောပွဲရှုမြော်ခင်းတစ်ခုဖြစ်နေခဲ့တာပါ။နောက်ထပ်ဆွစ်ဇာလန်နိုင်ငံရဲ့အထင်ကရသင်္ကေတတွေဖြစ်တဲ့ရေကန်တွေကဆွစ်ဇာလန်ကိုရှောက်ပြီးဆိုရင်သွားလေတဲ့ညရဲမှာပါဝင်နေပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာရေကန်ပေါင်း1500ရှိအောင်မို့လို့အလားဆုံးလူကြိုက်အများဆုံးရေကန်ရဲလို့တော့အတိအကျမရှိပေမဲ့ဂျနီဗာရေကန်၊လူဆန်ရေကန်၊ဘလော့စ်ရေကန်တွေကတော့အထင်ကရဆွဲမဖွယ်ရာရေကန်တွေဖြစ်နာမည်ကြီးတာဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံကတာယာလှပပြီးအေဂျင့်တဲ့နိုင်ငံလေးဖြစ်နေရတဲ့အဓိကအကြောင်းရင်းတစ်ချက်ကလည်းဆွစ်စရာလေးတွေကြောင့်ပါပဲ။ဆွစ်ဇာလန်ရဲ့ရွာလေးတွေကလွင်မြင့်ဒေသတွေနဲ့တောင်တန်းပတ်လန်းတစ်လျှောက်မှာအစီအရီရှိနေပြီးတော့ကပြားဆန်းဆန်းအိမ်လေးတွေနဲ့ဖွဲ့စည်းထားကြတာပါ။ပကြီးကားတစ်ချက်လို့ရှုမြော်ကင်းတဲ့ကပြားဆန်းဆန်းအိမ်လေးတွေကလည်းဆွစ်ဇာလန်ရဲ့အလှကိုဖော်ပြနေပြီးခီးသွွားတွေကိုဆွဲဆောင်နေနိုင်တာဖြစ်ပါတယ်။ဒါကြောင့်တင်းနေတဲ့ဆွစ်ဇာလန်နိုင်ငံကိုသွားမယ်ဆိုရင်တော့တနိုင်ငံလုံးကလက်ညှိုးထိုးမလွယ်အလှတရားတွေရှိနေတာဖြစ်လို့အဲဖိုင်းတောင်ကြီးရဲ့ရှင်သက်ရှုမောပွဲအလှတရားတွေမဟုတ်ပဲအခုပြောပြခဲ့တဲ့နေရာတွေလည်းတွားရောက်လက်ပတ်ကြည့်ခဲ့ဖို့အကြံပေးလိုက်ပါရနော်။နံပါတ်2သမုဒ္ဒရာတွေကကမ္ဘာအလှဆုံးကျိုးနိုင်ငံလေးနယူးဇီလန်ကမ္ဘာအလှဆုံးနိုင်ငံတွေထဲမှာပါဝင်နေတဲ့နိုင်ငံလေးတစ်ခုကတော့ပစိဖိတ်သမုဒ္ဒရာအနောက်တောင်ပိုင်းမှာတည်ရှိတဲ့နယူးဇီလန်နိုင်ငံပဲဖြစ်ပါတယ်။နယူးဇီလန်နိုင်ငံကအဓိကကျွန်းနှစ်ခုဖြစ်တဲ့မြောက်ကျွန်းနဲ့တောင်ကျွန်းတွေပြင်ကျွန်းငယ်လေး900ကျော်နဲ့ဖွဲ့စည်းထားတာပါ။ကျွန်းနိုင်ငံဆိုပေမဲ့နယူးဇီလန်နိုင်ငံကဧရိယာအရာဆိုရင်6ခုမြောက်အကြီးဆုံးကျွန်းနိုင်ငံလေးဖြစ်တာပါ။မြို့တော်ကတော့ဝယ်လင်တန်ဖြစ်ပြီးလူဦးရေအများဆုံးနဲ့အကြီးဆုံးကတော့အက်ဂလန်မြို့ပဲဖြစ်ပါတယ်။လူဦးရေ9 သန်းခန့်နေထိုင်တဲ့နယူးဇီလန်နိုင်ငံရဲ့အဓိကဆွဲဆောင်မှုတွေကတော့ပင်လယ်ကမ်းခြေတွေတစ်တော်တွေတောင်ကုန်းတွေနဲ့မီးတောင်တွေစားတဲ့တဘာဝအလှတရားတွေဖြစ်ပြီးတရားတွေကနယူးဇီလန်ကိုကမ္ဘာအလှဆုံးနိုင်ငံလေးဖြစ်စေခဲ့တာပါ။သမုဒ္ဒရာတွေကကျွန်းနိုင်ငံလေးဖြစ်တာမို့လို့နယူးဇီလန်ရဲ့ကမ်းခြေတွေကခီးသွွားတွေကိုရှင်သက်ရှုမောပွဲအလှတရားတွေများစွာပေးစွမ်းထားနိုင်စေပါတယ်။ကမ်းခြေတွေထဲမှာတောင်ပိုင်းကျွန်းမှာရှိတဲ့မိုရာကီကမ်းခြေကတော့နယူးဇီလန်နိုင်ငံကအထင်ရှားဆုံးကမ်းခြေတစ်ခုဖြစ်နေကြတာပါ။မိုရာကီကမ်းခြေမှာတဘာဝအောင်ဝဲဖန်နေမှုတွေကြောင့်ထူးခြားပြီးလုံးဝနေတဲ့ကြောက်တုံးကြီးတွေကကမ်းခြေတစ်လျှောက်ရှိနေပြီးဒီကြောက်တုံးတွေရဲ့တက်တန်ကလည်းရှေးခေတ်ကရှိနေတာဖြစ်လို့အရန်ကိုကြာမြင့်နေခဲ့ပါပြီ။ကြောက်တုံးရဲ့စားကတော့အမျိုးမျိုးရှိပြီးအလုံးရေ90ခန်းရှိတဲ့ဒီကြောက်တုံးတွေကြောင့်မိုရာကီကမ်းခြေကနယူးဇီလန်နိုင်ငံမှာလူစိတ်ဝင်စားမှုအမြင့်ဆုံးနဲ့ခီးသွွားတွေကိုဆွဲဆောင်နိုင်ဆုံးကမ်းခြေတစ်ခုဖြစ်နေကြတာပါ။မီးတောင်တွေပေါများတဲ့နိုင်ငံဖြစ်တာကြောင့်လေမီးတောင်သဲတွေရေပူစမ်းတွေလည်းတည်ရှိနေပြီးတော့တဘာဝတရားတွေနဲ့သဲတောင်မြင်တွေကလည်းနယူးဇီလန်ရဲ့ဆွဲဆောင်မှုအကောင်းဆုံးအရာတွေမှာပါဝင်နေပါတယ်။နောက်ထပ်နယူးဇီလန်မှာဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုကတော့မြောက်ကျွန်းဝိုင်းကားတိုခရိုင်မှာရှိတဲ့ဂလိုဝမ်လိုင်းကိုဖြစ်ပြီးဂလိုဝမ်လို့ခေါ်တဲ့တောက်ပတဲ့အင်းဆက်ကောင်လေးတွေကလှိုင်ကူအမိုးတစ်လျှောက်မှာရှိနေတာကြောင့်ဒီလှိုင်ကူကြီးကလည်းနယူးဇီလန်ရဲ့တဘာဝအလှတရားတွေဖော်ကျူးရနေရဖြစ်နေတာပါ။ဂလိုဝမ်လိုင်းကူကိုဖျက်ဆီးသွားမယ်ဆိုရင်တော့ဂလိုဝမ်အင်းဆက်ကောင်လေးရဲ့အောက်ကနေလှေနဲ့တွားရမှာမို့လို့အရန်လှပပြီးရှင်သက်ရှုမောစီရမှာတော့အသေးချပါ။နယူးဇီလန်မှာမီးတောင်တွေကနောက်ထပ်လှပတဲ့ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေတယ်လို့
ရေတံခွန်တွေနဲ့တစ်တော်တွေကလည်းအလှတရားတွေထဲမှာပါဝင်နေပါတယ်။ရေတံခွန်တွေထဲမှာဆိုရင်တော့ဝိုင်ကာတိုမြစ်ကနေစီးဆင်းလာတဲ့ဟူကာရေတံခွန်ကနာမည်ကြီးရေတံခွန်ဖြစ်လူသိများတာပါ။အကြောင်းကတော့ဒီရေတံခွန်ကပုံမှန်ရေတံခွန်ထက်ကြမ်းတမ်းတဲ့ရေအရှိန်အမြန်နှုန်းနဲ့စီးဆင်းနေလို့ပါပဲ။ဒါမဲ့ရေကပြားလဲလဲကြီးတောက်နေတဲ့ရေမျိုးဖြစ်တာကြောင့်ရေတံခွန်ကအရန်ကိုလှပပြီးတော့ခီးသွားတွေကိုဆွဲဆောင်နေနိုင်တာပါ။နောက်ထပ်နေရာတွေအနေနဲ့ကတော့တွန်ကာရီယိုအမျိုးသားဥယျာဉ်နိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့အေဝရာဂီတောင်နဲ့ Skydiving လုပ်နိုင်တဲ့ Queenstown စရီပဲဖြစ်ပါတယ်။ဒါတွေကနယူးဇီလန်ရဲ့တဘာဝအလှတရားတွေဖြစ်ပြီးနောက်ထပ်အထင်ကရတွေအနေနဲ့နာမည်ကြီးရုပ်ရှင်တွေရှိုက်ကူးတဲ့နေရာတွေလည်းရှိနေတာပါ။ဒါတွေကြောင့်ပဲနယူးဇီလန်ကတော့သမုဒ္ဒရာတွေကအလှပဆုံးကျွန်းနိုင်ငံလေးဖြစ်တည်ရှိနေတာဖြစ်ပြီးတင်ထွက်ခီးသွားခြင်းစရာအကောင်းဆုံးနိုင်ငံလေးဖြစ်နေမှာတော့အသေးချပါပဲနော်။နံပါတ်3တဘာဝအလှတရားတွေနဲ့မေဖယ်ရီယာတိုရဲ့နိုင်ငံကကနေဒါကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံကလည်းတင့်နေတဲ့ခီးသွားဖို့ရွေးချယ်မယ်ဆိုရင်တော့အကောင်းဆုံးနိုင်ငံလေးဖြစ်နေနိုင်ပါတယ်။ကနေဒါရဲ့တဘာဝပတ်ဝန်းကျင်တွေကလည်းလှပသလို UNESCO အမွေနှစ်ဝင်နေရာဒေသတွေကလည်းအများကြီးရှိနေတာကြောင့်ကမ္ဘာပေါ်ကသွားလည်တဲ့နိုင်ငံတွေထဲမှာပါဝင်နေကြတာပါ။ကနေဒါနိုင်ငံရဲ့အကျယ်ဝန်းတဲ့နမိတ်ကတော့စုစုပေါင်း area စတူယန်ကီလိုမီတာ9.98 တန်ကျယ်ဝန်းပြီးတော့လူဦးရေကလည်းတန်း40ခန့်သာရှိတာပါ။ဒီလူဦးရေပမာဏကတခြားနိုင်ငံရဲ့တိတ်သေးစားနဲ့ရှိရင်နှဲပါတာကြောင့်ကနေဒါနိုင်ငံကနိုင်ငံ area ကြီးသလောက်လူဦးရေတိတ်သေးစားနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ကနေဒါနိုင်ငံရဲ့အထင်ကြီးတွေထဲမှာတော့မြောက်အမေရိကတိုင်းရဲ့အကြီးဆုံးတောင်တန်းကြီးဖြစ်တဲ့ Rocky တောင်တန်းနဲ့တခြားတောင်တွေကမ်းရိုးတန်းတွေသစ်တောတွေနဲ့အမျိုးသားဥယျာဉ်တွေကလည်းပါဝင်နေတာဖြစ်ပြီး Banff အမျိုးသားဥယျာဉ်ကတော့ကနေဒါနိုင်ငံရဲ့အထင်ရှားဆုံးအမျိုးသားဥယျာဉ်ပဲဖြစ်ပါတယ်။ Banff အမျိုးသားဥယျာဉ်ကကနေဒါရဲ့ပထမဆုံးအမျိုးသားဥယျာဉ်ဖြစ်ပြီး Alberta ပြည်နယ်မှာတည်ရှိနေတာပါ။ကမ္ဘာအကြီးဆုံးသဘာဝဥယျာဉ်တစ်ခုလည်းဖြစ်တဲ့ Banff အမျိုးသားဥယျာဉ်ကအထင်ရှားဆုံးနဲ့ခီးသွားတွေကိုဆွဲဆောင်နိုင်ဆုံးဖြစ်နေရတဲ့အကြောင်းကတော့လှပတဲ့ရှေကန်တွေရေတံခွန်တွေနဲ့နှင်းထုတတ်တဲ့တောင်တွေရှိနေလို့ပါပဲ။ဒါရီမကမဲ့ Banff အမျိုးသားဥယျာဉ်ထဲမှာစိတ်လှုပ်ရှားစရာလှုပ်ရှားမှုတွေနဲ့စိတ်ပန်းဖြည့်စရာလှုပ်ရှားမှုတွေအစုံလုံးဆောင်နိုင်တာကြောင့် Banff အမျိုးသားဥယျာဉ်ကကမ္ဘာပေါ်မှာနာမည်အကြီးဆုံးအမျိုးသားဥယျာဉ်တွေထဲမှာပါဝင်နေတာပါ။ Banff အမျိုးသားဥယျာဉ်နဲ့မကပဲဗန်ကူးမားမြို့ကတဘာဝဥယျာဉ်တွေကလည်းကနေဒါရဲ့အဓိကဆွဲဆောင်မှုရနေရာတွေဖြစ်ပါတယ်။ဒါပြင်အမေရိကန်နဲ့ကနေဒါအဆက်မှာရှိတဲ့နိုင်ယာဂရာရေတံခွန်ကမ္ဘာအမြင့်ဆုံးတာဝါဖြစ်တဲ့စီယန်တာဝါ UNESCO ရဲ့တဘာဝအမွေအနှစ်တစ်ခုဖြစ်တဲ့ကွေးဘက်မြို့ဟောင်းနဲ့ပင်လယ်ကမ်းခြေတွေကလည်းကနေဒါနိုင်ငံကိုပြောင်းနေခြင်းစိတ်ဖြစ်လာအောင်ကိုဆွဲဆောင်ထားနိုင်တဲ့နေရာတွေဖြစ်နေတာပါ။ဒါရီမကသေးပဲမေဖယ်ရွာလေးတွေကလည်းကနေဒါရဲ့အမှတ်သားတင်ဂေတအနေနဲ့နာမည်ကြီးတာကြောင့်မေဖယ်ရွာတိုးရဲ့ကမ္ဘာကနေဒါကလည်းကမ္ဘာမှာလဲပတ်ချင်စရာကောင်းတဲ့နိုင်ငံထဲမှာပါဝင်နေတာပါ။နံပါတ်4မြောက်ဘက်အလင်းလန်းရဲ့ရှင်းသက်ရှုမော်စရာမြင်ကွင်းတွေနဲ့တကောင်ရံမှာနေထွက်တဲ့နော်ဝေနိုင်ငံနော်ဝေနိုင်ငံကတော့ဩတရအလင်းလန်းတွေနဲ့ရေလက်ကြားတွေကြောင့်ခီးသားတွေကိုဆွဲဆောင်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်နေကြတာပါ။နော်ဝေနိုင်ငံကဥရောပတိုက်မြောက်ပိုင်းမှာတည်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီး area စတူယန်မိုင်ပေါင်း 38,5209 စတူယန်မိုင်ကျယ်ဝန်းတာဖြစ်ပါတယ်။လူဦးရေကတော့9တန်းခန့်ရှိရာဖြစ်ပြီးဥရောပမှာဒုတိယမြောက်လူဦးရေအသိသေးဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။နော်ဝေနိုင်ငံကမြောက်ဝင်ရိုးစွန်းနဲ့နှိစက်တဲ့နိုင်ငံဖြစ်တာကြောင့်ဩတရအလင်းတန်းတွေနဲ့လှပတဲ့မြင်ကွင်းတွေကိုတဝါကြီးခန်းစားနိုင်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ဩတရအလင်းတန်းတွေကိုတွေးမြင်နိုင်တဲ့နိုင်ငံကနော်ဝေနိုင်ငံတစ်ခုတည်းတော့မဟုတ်ပေမဲ့တခြားနိုင်ငံတွေထက်ဆိုင်တော့နော်ဝေနိုင်ငံကဩတရအလင်းတန်းတွေကိုအလှဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးကြည့်ရှုနိုင်တဲ့နိုင်ငံတစ်ခုပါ။နော်ဝေနိုင်ငံမှာဩတရအလင်းတန်းတွေကိုကြည့်ချင်တယ်ဆိုရင်တော့မြောက်ဘက်ပိုင်းကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီးစက်တင်ဘာလနှောင်းပိုင်းနဲ့မလနှောင်းပိုင်းကြားအလင်းမရှိတဲ့တကောင်ရံချိန်တွေမှာတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။နော်ဝေနိုင်ငံကမြောက်ဘက်အလင်းတန်းဩတရအလင်းတန်းတွေကြောင့်ခီးသွားတွေကိုဆွဲဆောင်နိုင်တယ်လို့ရေလံကြားတွေကလည်းနော်ဝေနိုင်ငံရဲ့လူတွေစိတ်ဝင်စားမှုများတဲ့တဘာဝအလှတွေပဲဖြစ်ပါတယ်။နော်ဝေနိုင်ငံမှာရေလံကြားပေါင်း1200ကျော်ရှိတာဖြစ်ပြီး UNESCO အမွေအနှစ်ဝင်တဲ့ဂီရင်ဂျာဖျော့စ်နဲ့ဖက်စလာမှာရှိတဲ့ကမ္ဘာအကျဉ်းဆုံးရှည်လက်ကြားကတော့နော်ဝေနိုင်ငံရဲ့နာမည်အကြီးဆုံးရှည်လက်ကြားတွေဖြစ်လူသိများပါတယ်။ဂီရင်ဂျာရှည်လက်ကြားရဲ့ပတ်ဝန်းကျင်မှာဆိုရင်လှပတဲ့ရေတံခွန်တွေနဲ့နက်ရှိုင်းနဲ့တောတောင်တွေကဝန်းရံထားတာကြောင့်မြင်ရသူဖို့စိတ်ပန်းပြေစေတဲ့မြင်ကွင်းတစ်ခုမျိုးဖြစ်စေမှာပါ။ဒါ့အပြင်နော်ဝေနိုင်ငံမှာပင်လယ်ကမ်းခြေတောင်တန်းတွေလည်းအများကြီးရှိနေပြီးရေလက်ကြားတွေနဲ့ကမ်းခြေတောင်တန်းတွေရဲ့ပေါင်းစပ်မှုကြောင့်တဘာဝအလှတွေဖြစ်ပေါ်နေကြတာပါ။နော်ဝေနိုင်ငံရဲ့နောက်ထပ်ထူးခြားမှုတစ်ခုကတော့ညသကောင်မှာနေထွက်ပြီးတချို့တော့မေလ၊ဇူလိုင်လနဲ့ဩဂတ်လတွေမှာဆိုရင်24နာရီလုံးနေမဝင်တဲ့နိုင်ငံဖြစ်နေတာပါ။
ဒါကြောင့်တဘာဝအလှတွေနဲ့မြောက်ဘက်အလင်းနှန်းတွေကိုတဝါကြီးခန်းစားခြင်းဖြစ်ဖြစ်ညသကောင်နေထွက်တာတွေကိုမြင်မှုခြင်းပဲဖြစ်ဖြစ်နော်ဝေနိုင်ငံကိုတွားရောက်လည်ပတ်ကြည့်ဖို့အကြံပေးလိုက်ပါတယ်နော်။နံပါတ်5မီးနဲ့ရေတို့ပေါင်းစုံရာအေးချမ်းဆုံးကျွန်းနိုင်ငံလေးအိုက်စလန်နိုင်ငံကတော့ကမ္ဘာပေါ်မှာမီးနဲ့ရေတို့ပေါင်းစုံတဲ့ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပြီးနော်ဝေနိုင်ငံလိုပဲဥတ္တရအလင်းနှန်းတွေကိုတွေ့မြင်နိုင်တဲ့နိုင်ငံတစ်ခုပါ။ဒါပေမဲ့အိုက်စလန်နိုင်ငံကဥတ္တရအလင်းနှန်းတွေကြောင့်နေမဟုတ်ပဲမီးတောင်တွေရေခဲမြစ်တွေရေခဲပြင်တွေရေတကုံနဲ့တဘာဝပထဝီအနေအထားတွေကြောင့်လည်းကမ္ဘာအလားဆုံးနိုင်ငံတွေထဲမှာပါဝင်နေတာပါ။ဒါပေမဲ့အိုက်စလန်နိုင်ငံကအတလန်နဲ့သမုဒ္ဒရာထဲမှာတည်ရှိတဲ့ကျွန်းနိုင်ငံလေးဖြစ်နေတာကြောင့်နိုင်ငံအရွယ်စားကမြန်မာနိုင်ငံထက်တောင်မှ9ဆလောက်သေးငယ်နေတာပါ။ဧရိယာအားဖြင့်3,300 စတုရန်းကီလိုမီတာကျဲပြီးလူဦးရေကတော့3,800,000 ခန့်နေထိုင်တာပါ။ဒီလူဦးရေပမာဏကဥရောပမှာဆိုရင်လူဦးရေအနည်းဆုံးနိုင်ငံတွေထဲမှာပါဝင်နေခဲ့ပါတယ်။မီးတောင်တွေနဲ့ရေခဲမြစ်တွေရေခဲပြင်းတွေပတ်လက်ဝိုင်းနေတဲ့အိုက်စလန်နိုင်ငံလေးမှာမီးတောင်ရေတက်130ကျော်ရှိပြီးရေခဲပြင်းကတော့26ခုထိရှိနေတာပါ။ရေတကုံကတော့စုစုပေါင်း200ကျော်ထိရှိနေတာပါ။မီးတောင်ရေတက်130ကျော်ထဲမှာအသက်ဝင်နေတဲ့မီးတောင်ကတော့အခု30ခန်းသာရှိတော့ပြီးကျန်မီးတောင်တွေကတော့မီးတောင်တွေဖြစ်ကျန်ရစ်နေတာပါ။အိုက်စလန်နိုင်ငံကမီးတောင်တွေများပြီးပောက်ကွဲမှုတွေလည်းအကြီးကျယ်ဖြစ်ခဲ့ပေမဲ့တဘာဝပထဝီဝင်အနေအထားတွေလှပတာကြောင့်အိုက်စလန်နိုင်ငံကနေချင်းစဝဲနိုင်ငံလေးတစ်ခုလည်းဖြစ်နေတာပါ။ကမ္ဘာအေးချမ်းဆုံးနိုင်ငံလေးအဖြစ်လဲသတ်မှတ်ခံထားရတဲ့အိုက်စလန်နိုင်ငံကတာယာအေးချမ်းလွန်းတာကြောင့်စစ်တပ်တောင်မရှိတဲ့နိုင်ငံငယ်လေးတစ်ခုလည်းဖြစ်ပါတယ်။ကမ္ဘာအဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံထဲမှာလည်းအိုက်စလန်ကပါဝင်နေပြီးအလုံးစုံဆုံးနိုင်ငံဆိုရင်လည်းမမှားပါဘူး။အိုက်စလန်ကမီးနဲ့ရေပေါင်းစုံရာနိုင်ငံဖြစ်တာကြောင့်ရေခဲပြင်26ခုကအိုက်စလန်မြေပြင်ရဲ့17%အထိကိုဖုံးလွှမ်းထားတာပါ။ဒါအပြင်တဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ရေဘူးစမ်းတွေလည်းရှိတာကြောင့်အိုက်စလန်ကိုရောက်ရင်ရေဘူးစမ်းမှာအနာယူရာတွေလည်းလှုပ်ဆောင်နိုင်မှာပါ။ရေခဲပြင်တွေရေခဲမြစ်တွေရှိတာကြောင့်ငါးဖမ်းခြင်းရေခဲကူတွေထဲမှာလေးလာခီထွက်ခြင်းဝေလာငါအလှပြပွဲကြည့်ရှုခြင်းစတွေကိုပြုလုပ်နိုင်တယ်လို့ဥတ္တရအလင်းနှန်းတွေလည်းကြည့်ရှုနိုင်တာကြောင့်အိုက်စလန်ကိုဆိုလူပုံကနတ်ပြည်လူတော်မှတင်စားကြတာပဲဖြစ်ပါတယ်။နံပါတ်6ကမ္ဘာအကြီးဆုံးတန်တာကြောက်တန်းနေနဲ့ခန္ဓာရရှုခင်းတို့စုံစည်းရဩစတြေးလျနိုင်ငံဩစတြေးလျနိုင်ငံကဆိုရင်လည်းတွားရောက်လဲပတ်ချင်စရာအကောင်းဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလည်းဖြစ်တာကြောင့်နေချင်စရာအကောင်းဆုံးနိုင်ငံတွေကတစ်ခုပါဩစတြေးလျနိုင်ငံရဲ့ဒီနေရာကတော့တိုက်ကြီး9တိုက်ထဲကကမ္ဘာအသေးဆုံးဩစတြေးလျတိုက်ထဲမှာတည်ရှိရဖြစ်ပြီးကျွန်းနိုင်ငံတွေထဲမှာတော့ဩစတြေးလျနိုင်ငံကကမ္ဘာအကြီးဆုံးကျွန်းနိုင်ငံတစ်ခုပါအကျယ်ဝန်းကတော့ဧရိယာစတုရန်မီတာ9.6 မီလီယံကျယ်ဝန်းတာဖြစ်ပြီးလူဦးရေကတော့26သန်းခန့်နေထိုင်ကြတာပါဩစတြေးလျနိုင်ငံရဲ့သင်္ကေတကတော့လှပတဲ့တဏ္ဍာကျောက်တန်းကြီးတွေပဲဖြစ်ပါတယ်တဏ္ဍာကျောက်တန်းတွေကတခြားနိုင်ငံများစွာမှာလည်းရှိတတ်တယ်ဆိုပေမဲ့ဩစတြေးလျနိုင်ငံရဲ့တဏ္ဍာကျောက်တန်းတွေကတော့ကမ္ဘာအကြီးဆုံးနဲ့အလှဆုံးတဏ္ဍာကျောက်တန်းကြီးတွေဖြစ်ထင်ရှားလာတာပါဩစတြေးလျနိုင်ငံက Great Barrier Reef ကကမ္ဘာအလှဆုံးတဏ္ဍာကျောက်တန်းတွေများစွာရှိတာဖြစ်ပြီးအပေါ်စီးမှကြည့်ရှုရင်လည်းစိမ့်ပြနုနုရှည်သွင်းနဲ့လက်ဖြားခလောက်အောင်လှပပြီးတော့ရေအောင်မှာတော့တသက်စာစိတ်နှလုံးအိမ်နဲ့ဆွဲချင်ရင်စီမဲ့ရောင်စုံတဏ္ဍာကျောက်တန်းအလှကစောင့်ကြနေပါတယ်ရေအောင်ကဘာမှာလှည့်ပတ်သွားလာသူတွေအနေနဲ့တဏ္ဍာကျောက်တန်းရဲ့အလှကိုရေငုပ်ပြီးတော့လှည့်ပတ်ရှုစားနိုင်မှာဖြစ်ပါတယ်။ဒါအပြင်မိုးတစ်တော်တွေနဲ့ကန္နာရတွေကလည်းဩစတြေးလျနိုင်ငံရဲ့ဝတ်ထားတဲ့ရတနာတွေလို့တောင်တင်စားလို့ရတဲ့တဘာဝအလှတွေထဲမှာပါဝင်နေပါတယ်။ဩစတြေးလျနိုင်ငံရဲ့မိုးတစ်တော်ထဲမှာဆိုရင်တဘာဝအလှတွေနဲ့ထူးခြားတဲ့တောရိုင်းတရိတ်ဆန်တွေရှိပြီးလေးလာလဲပတ်ကျင်စရာတွေနဲ့ပြည့်နှက်နေတာပါ။ခန္ဓာရတွေကလည်းစိတ်ဝင်စားစရာထူးခြားမှုတွေရှိနေတာဖြစ်ပြီးတချို့ခန္ဓာရမှာဆိုရင်သုတေသနပြုလုပ်ရခန္ဓာရတွေအဖြစ်တောင်မှထင်ရှားတာပါအထူးသဖြင့်ဩစတြေးလျနိုင်ငံကထူးခြားတဲ့တရိတ်ဆန်တွေနဲ့ပြည့်နှက်နေပြီးတော့တောတရိတ်ဆန်စံပြောရနေရာလို့တောင်ပြောလို့ရပါတယ်ဩစတြေးလျနိုင်ငံရဲ့ကန်ကရူးကျွန်းကလည်းထင်ရှားပြီးတော့တရိတ်ဆန်ချစ်မြတ်နိုးသူတွေအတွက်အကောင်းဆုံးလေပတ်စရာတစ်ခုလည်းဖြစ်ပါတယ်ဩစတြေးလျနိုင်ငံရဲ့အလားပါတွေကိုခြုံငုံကြည့်မယ်ဆိုရင်တော့ကမ်းခြေတွေတစ်တော်များထူထပ်သောနဲ့မတူကွဲပြားသောတောရိုင်းတရိတ်ဆန်တွေနဲ့ပြည့်နှက်နေတာကြောင့်တဘာဝအလှဆင်စစ်ကိုပေးစွမ်းထားတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။နံပါတ်9မော်ဆန်နဲ့ချယ်ရီပန်းမွေးတို့ရဲ့အလှတရားတွေရှိရာဂျပန်မြေဥရောပဘက်ကလဲပတ်ချင်စရာနိုင်ငံတွေနဲ့အလှတရားတွေကိုလေ့လာခန်းစားပြီးပြီမို့လို့ဒီတစ်ခါမှာအာရှတိုင်းရဲ့အလှတရားတွေကိုမြင်တွေ့စေနိုင်မယ်ဂျပန်နိုင်ငံအကြောင်းကိုဆက်လက်ပြီးတော့ဖော်ပြပေးသွားပါမယ်။ဂျပန်နိုင်ငံကတော့အာရှတိုက်ထဲကရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ခေတ်သစ်အလှတရားတွေပေါင်းစည်းရာနိုင်ငံတစ်ခုဖြစ်တယ်လို့မော်ဆန်နဲ့ချယ်ရီပန်းတို့ဖူးပွင့်ရာနေမြေတစ်ခုလည်းဖြစ်ပါတယ်။ချယ်ရီပန်းတွေကဂျပန်နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်တာကြောင့်ဂျပန်နိုင်ငံကိုချယ်ရီမြေလို့တောင်မှတင်စားခေါ်ဝေါ်ကြတာပါ။
ဂျပန်နိုင်ငံကခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ပေမဲ့သူတို့ရဲ့ရှေးဟောင်းရှေးကျင်းမှုတွေကိုလည်းတံမိုးထားတာကြောင့်ယခုထက်ထိတိုင်ရှေးဟောင်းအဆောက်အဦတွေများစွာတွေ့မြင်နေရသေးတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာနဲ့ရှင်နိုနတ်ဘုရားတွေကိုအဓိကထားကိုးကွယ်တာကြောင့်ရှေးဆက်တဲ့ဘုရားကျောင်းတွေဘာသာရေးဆိုင်ရာအဆောက်အဦတွေကဂျပန်နိုင်ငံမှာအနှံ့ပြားတည်ရှိနေတာပါ။တိုကျိုမြို့ကတော့ဂျပန်နိုင်ငံရဲ့ရှေးဟောင်းမြို့တော်လူတော်တင်စားရတာဖြစ်ပြီးဂျပန်ရိုးရာရှင်ကျင်းမှုအစဉ်ဆက်တွေကိုတိုကျိုမှာတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ဂိုရန်ပက်ဗီလီယံခင်ကာကိုကြီးအစာဦးနဲ့ဖူရှိမီအင်နာရီရှရိုင်အနီရောင်တကားများကတော့ဂျပန်နိုင်ငံမှာထင်ရှားတဲ့ရှေးဟောင်းအဆောက်အဦတွေဖြစ်ပြီးနိုင်ငံခြားခီးသားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေလည်းဖြစ်ပါတယ်။ဒါအပြင်ဖူဂျီတောင်ကဆိုရင်လည်းဂျပန်နိုင်ငံရဲ့သင်္ကေတတစ်ခုဖြစ်ပြီးတော့လာရောက်လည်ပတ်သူတွေများစွာနဲ့စီကားတဲ့နေရာလည်းဖြစ်ပါတယ်။ UNESCO အမွေအနှစ်ဝင်တဲ့အထိဖူဂျီတောင်ကဂျပန်ရဲ့သဘာဝအလှတရားတွေကိုဖော်ကျူးထားနိုင်တာပါ။ကျွန်းနိုင်ငံလေးဖြစ်တာကြောင့်ဂျပန်နိုင်ငံမှာလည်းအပန်းဖြေနိုင်စရာတဏ္ဍာကျောက်တံတွေရှိနေတာပါ။အိုကီနာဝါတဏ္ဍာကျောက်တံမှာတော့အပန်းဖြေနိုင်တယ်လို့စိမ့်ဆိုလှပတဲ့သဘာဝအလှတွေလည်းတွေ့မြင်နိုင်ပြီး snorkeling and diving ဆိုတဲ့လှုပ်ရှားမှုတွေလည်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်အာရှကြားလူတောင်တင်စားရတဲ့နိုင်ငံဖြစ်တာမို့လို့ဖွံ့ဖြိုးတိုးတက်မှုတွေကလည်းအာရှမှာထိပ်ဆုံးမှာရောက်နေခဲ့တာပါ။ဒါကြောင့်ရှေးဟောင်းယဉ်ကျေးမှုအဆောက်အဦတွေနဲ့အတူခေတ်မီတဲ့မော်ဒန်အလှတရားတွေကိုလည်းဂျပန်နိုင်ငံမှာမြင်တွေ့ခန်းစားရစေနိုင်မှာဖြစ်ပါတယ်။နံပါတ် ၈ သမိုင်းဝင်အလှတရားတွေနဲ့ပင်လယ်ထဲကဖနက်ပုံတရံနိုင်ငံလေးအီတလီနိုင်ငံကတော့ကမ္ဘာပေါ်မှာသမိုင်းဝင်ကြော်ကြားမှုတွေနဲ့ပြည့်နှက်နေတဲ့နိုင်ငံဖြစ်တာကြောင့်ရှေးဟောင်းယဉ်ကျေးမှုတွေကိုလေ့လာခြင်းသူတွေအနေနဲ့တွားရောက်လက်ပတ်တဲ့နိုင်ငံတွေထဲမှာပါဝင်နေကြတာပါ။အီတလီနိုင်ငံကဥရောပတိုက်အနောက်တောင်ပိုင်းမှာတည်ရှိတဲ့နိုင်ငံဖြစ်ပြီးဧရိယာအကျယ်ဝန်းကတော့3,1340 စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။လူဦးရေကတော့တန်း60ကျော်နေထိုင်တာဖြစ်ပြီးအီတလီနိုင်ငံရဲ့ပုံမှန်သဏ္ဍာန်အရမြင်းစီဖနက်ပုံစံဖြစ်နေတာကြောင့်ပင်လယ်ထဲကဖနက်နိုင်ငံလေးလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။တမိုင်းနဲ့ရှင်ကျင်းမှုတွေထုံကားရနိုင်ငံဖြစ်တဲ့အီတလီနိုင်ငံရဲ့အထင်ကရဆွဲဆောင်မှုတွေကတော့ကမ္ဘာကျော်ရောမကိုလောစီယန်ရှေးဟောင်းအားကစားကွင်းကြီးနဲ့ရှေးဘော်ဗီနစ်မြို့လေးပဲဖြစ်ပါတယ်။ရှေးဟောင်းရောမအားကစားကွင်းကိုလောစီယန်ကအီတလီနိုင်ငံရဲ့သင်္ကေတလူတော်ဆိုလို့ရပြီး UNESCO ကမ္ဘာရှင်ကျင်းမှုအမွေအနှစ်ဖြင့်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ကိုလောစီယန်အဆောက်အုံကြီးကရှေးခေတ်ရောမတွေလက်ထက်ထဲကတိစောက်ထားတဲ့အင်မတန်ရှေးကြတဲ့ပြည်သူ့ကလက်ရအဆောက်အဦကြီးဖြစ်ပြီးတော့ခံမှန်းခြေအားဖြင့်AD 82ကနေ AD 80တွင်းမှာတိစောက်ထားတယ်လို့ခန့်မှန်းရတာဖြစ်ပါတယ်။ဒီအားကစားကွင်းကြီးကအခုချိန်မှာတော့နိုင်ငံသားခီးသွွားတွေလက်ပတ်ရနေရဖြစ်နေပြီးတော့နှစ်စဉ်လူရေ9တန်းခန့်လာရောက်လက်ပတ်တဲ့ထိစီကားတဲ့နေရာတစ်ခုဖြစ်ကျန်ရင်ခဲ့တာပါ။ဒါအပြင်ကမ္ဘာကျော်ဗီနစ်မြို့လေးကလည်းရေပေါ်မြို့လေးဖြစ်တာကြောင့်တဘာဝအလှတရားတွေနဲ့ခီးသွွားဧည့်သည်တွေကိုဆွဲဆောင်မှုပေးနိုင်တာပဲဖြစ်ပါတယ်။ဗီနစ်မြို့လေးကပွဲတော်တွေကျင်းပရာမြို့လည်းဖြစ်တယ်လို့အနုပညာတွေစုဝေးရာမြို့ဖြစ်တာကြောင့်အနုပညာချစ်သူတွေအများဆုံးသွားလာတဲ့မြို့ဖြစ်နေတာပါပွဲတော်တွေကဆိုရင်ဗီနစ်ကာနီဗယ်မျက်နှာဖုံးပွဲတော်ကကမ္ဘာကျော်ပွဲတော်အနေနဲ့ထင်ရှားပြီးကမ္ဘာအကြီးကျယ်ဆုံးရုပ်ရှင်ပွဲတော်လည်းဗီနစ်မြို့မှာကျင်းပတာပါအီတလီနိုင်ငံကရှေးဟောင်းပြည်သူ့ကလက်ရအဆောက်အဦနေနဲ့တမိုင်းကျောင်းတွေကသာခီးသားတွေကိုဆွဲဆောင်နိုင်တာမဟုတ်ပဲတက်စကန်နီတောင်ကုန်းနဲ့အယ်မာဖီကန်ယူရန်လိုတဘာဝအလှပတွေကလည်းအီတလီနိုင်ငံကိုခီးသွားတွေလာရောက်ဖို့ဆွဲဆောင်နိုင်တဲ့အင်္ဂါရက်တွေထဲမှာပါဝင်နေတာပါတကယ်လို့တရားသာရှေးဟောင်းယဉ်ကျေးမှုတွေကိုကြည့်ရှုလေ့လာခန်းစားခြင်းနဲ့ဆိုရင်တော့အီတလီနိုင်ငံကတွားရောက်လည်ပတ်ဖို့အသင့်ဆုံးနိုင်ငံတစ်ခုဖြစ်နေမှာတော့အသေးချာပဲနော်နံပါတ် 9 ဖူးခတ်ကျွန်းရဲ့တဘာဝအလှတွေနဲ့ထားနိုင်ငံကတော့ကျွန်းတွေရဲ့တဘာဝအလှတွေနဲ့တမိုင်းဝင်ရှင်ကျိမှုအမှုပညာတွေကြောင့်အာရှရဲ့ခီးသွွားလည်ပတ်ခြင်းစရာနိုင်ငံတစ်နိုင်ငံဖြစ်နေထင်ရှားတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံကကမ္ဘာမှာ52ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီးဧရိယာအကျယ်ဝန်းက9,13,000 စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။လူဦးရေတန်း80ကျော်နေထိုင်တာဖြစ်ပြီးချောင်းမြောင်းတွေပေါများတာကြောင့်ထိုင်းနိုင်ငံကိုအာရှရဲ့ဗီနစ်မြို့အနေနဲ့လည်းတင်စားကြတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့အထင်ကြီးတွေမှာဖူးခတ်ကျွန်းနဲ့ကိုပီပီကျွန်းကတော့ခီးသွွားတွေလက်ပတ်မှုအများဆုံးနေရာလို့ဆိုနိုင်ပါတယ်။ကိုပီပီကျွန်းမှာဆိုရင်မြုံနိုင်လောက်အောင်ကြီးနေတဲ့ပင်လယ်ရေနဲ့တဲဖြူဖြူလှလှလေးတွေရှိနေတာကြောင့်ဖူးခတ်ကျွန်းပြီးရင်ခီးသွွားတွေလက်ပတ်မှုအများဆုံးကျွန်းတွေထဲမှာပါဝင်နေတာပါ။ထိုင်းနိုင်ငံရဲ့တမိုင်းဝင်မြို့တော်အယုဒ္ဓယကဆိုရင်လေနာမည်ကျော်မြို့တစ်ခုဖြစ်တာကြောင့်အခုချိန်မှာတော့ကမ္ဘာ့အမွေအနှစ်နေရာဖြင့်သတ်မှတ်ခြင်းခံထားရတာပါ။ဒါအပြင်ထိုင်းနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့်ဖျားကြောင်ပြည်သူကလက်ရာတွေကိုကြည့်ရှုခန်းစားနိုင်မှာလည်းဖြစ်ပါတယ်။ဒီလိုကြည်လင်လာတဲ့ကမ်းခြေအလားတွေနဲ့လက်ရလာပါတဲ့ဖျားကြောင်တွေသာမကပဲ UNESCO ရဲ့ကမ္ဘာ့အမွေနဲ့စိန်လန်းစုပြီးတဲ့တစ်တော်တွေကလည်းထိုင်းနိုင်ငံမှာတည်ရှိနေတာပါ။တစ်တောင်းဝင်းကျင်မှာလည်းရှေးတကုန်းတွေနဲ့တောတရိတ်ဆန်တွေရှိနေတာကြောင့်
ထိုင်းနိုင်ငံကတဘာဝအလှတရားတွေနဲ့စိတ်ဝင်စားစရာရှင်စည်းမှုအနုပညာတွေပေါင်းစုတည်ရှိရာနိုင်ငံတွေထဲမှာပါဝင်နေတာပါတကယ်လို့သင်အနေနဲ့ရှင်စည်းမှုအနုပညာတွေနဲ့တဘာဝအလှတရားလေးတွေစုဝေးရာနေရာကိုတွားရောက်လဲပတ်ချင်နေဆိုရင်တော့ထိုင်းနိုင်ငံကိုတွားရောက်လဲပတ်ကြည့်တင်ပါတယ်နံပါတ်10နာမည်ကျော် Eiffel Tower ရဲ့အလှနဲ့ကမ္ဘာအနုပညာပြတိုက်ပြင်သစ်လို့ဆိုလိုက်တာနဲ့အများစုက Paris မြို့ကိုမြင်အောင်ပြီးမှဖြစ်တယ်လို့ Eiffel Tower ကြီးကိုလည်းတစ်ဆက်တည်းတွဲမြင်မိကြမှာပါParis မြို့ကိုချစ်ချင်းမြတ်တာမြို့လို့လည်းခေါ်ဆိုကြတာကြောင့်ပြင်သစ်ကလည်းချစ်ချင်းမြတ်တာနဲ့အနုပညာတိုင်းပြည်ဖြစ်ထင်ရှားတာပါပြင်သစ်နိုင်ငံကဥရောပတိုင်းမှာတည်ရှိတဲ့လူကြိုက်များတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတမိုင်းယဉ်ကျေးမှုအနုပညာနဲ့အစားအစာတွေကြောင့်ကမ္ဘာပေါ်မှာလူသိများလာတာဖြစ်ပါတယ်ပြည်သစ်နိုင်ငံကဥရောပနိုင်ငံတွေထဲမှာအကြီးဆုံးနိုင်ငံဖြစ်ပြီးဧရိယာစတူယန်မိုင်မှာ9,43,940 စတူယန်ကီလိုမီတာကျယ်ဝန်းတာပါခန့်မှန်းခြေလူဦးရေ68တန်းကျော်နေထိုင်တဲ့ပြည်သစ်နိုင်ငံမှာအထင်ကြီးနေရာတွေကလည်းအများကြီးရှိနေတာမို့လို့လဲပတ်ဖို့အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အပေါ်မှာပြောခဲ့သလိုပဲ Paris မြို့က Eiffel Tower ကြီးရဆိုရင်တော့ပြင်သစ်ရဲ့အထင်ကြီးတစ်ခုဖြစ်တာကြောင့်နိုင်ငံခြားခီးသွွားများစွာလာရောက်ပြီးတော့လဲပတ်လေးရှိကြတာပါကမ္ဘာကျော်မိုနာလီဇာပကြီးကားပြသထားတဲ့ကမ္ဘာအကြီးဆုံးအနုပညာပြတိုက်လူဖ်နဲ့ဖာဆိုင်နနော်ကလည်းအနုပညာနိုင်ငံကြီးဖြစ်တဲ့ပြင်သစ်ရဲ့အထင်ရှားဆုံးနေရာတွေဖြစ်တာပါပြည်သစ်နိုင်ငံကထင်ရှားတဲ့မြို့ပြတွေမဟုတ်ပဲဈေးလက်တော်ရတွေကလည်းစပစ်ချန်တွေကြောင့်ကမ္ဘာပေါ်မှာခီးသွွားဧည့်သည်လဲပတ်မှုအများဆုံးနိုင်ငံဖြစ်နေခဲ့ပါတယ်ပြည်သစ်နိုင်ငံရဲ့စပစ်ဝိုင်းကကမ္ဘာကျော်ထိပ်တန်းဝိုင်းတစ်မျိုးဖြစ်တာကြောင့်ပြည်သစ်နိုင်ငံရဲ့စပင်းချန်တွေရှိရာဈေးလက်ဒေသတွေကလည်းခီးသွွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေဖြစ်ခဲ့ပါတယ်ဒါအပြင်ကန်ရုပ်ရှင်ပွဲတော်ကျင်းပရာပြည်သစ်နိုင်ငံတောင်ဘက်ပင်လယ်ကမ်းခြေဖြစ်တဲ့ French Riviera နဲ့ UNESCO ကမ္ဘာ့အမွေအနှစ်ဝင်တဘာဝကြောက်တန်းလေးမှာရှိတဲ့မောင်စိတ်မိုက်ကဘုရားကျောင်းအားဆိုရင်လေပြင်သစ်ရဲ့လဲပတ်စရာနေရာတွေမှာပါဝင်နေတာပါနေရာအနှံ့လက်ညှိုးထိုးမလွယ်အလှတရားတွေရှိနေတာကြောင့်ပြည်သစ်နိုင်ငံကလည်းကမ္ဘာအလှဆုံးနဲ့ခီးသွွားခြင်းစရာအကောင်းဆုံးနေရာတွေမှာပါဝင်နေတာပါအခုဖော်ပြခဲ့တဲ့နိုင်ငံတွေကတော့ကမ္ဘာပေါ်မှာခီးသွွားတွေအတွက်အသင့်တော်ဆုံးနိုင်ငံ10ခုနဲ့အဲဒီနိုင်ငံတွေရဲ့တွားရောက်လည်ပတ်တဲ့နေရာတွေကိုလက်လန်းမိသလောက်ဖော်ပြပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုနေတဲ့မိတ်ဆွေတွေအနေနဲ့ရောဘယ်နိုင်ငံကိုတွားရောက်ပြီးတော့လည်ပတ်ခြင်းဆုံးလဲဆိုတာကိုမတ်မှာပြောပြပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။သူတို့အတွက်ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ဘဝတုဒ္ဒရစေမယ့်အကြောင်းအရာတွေကိုအမြဲတင်ဆက်သွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ဘေးနားက notification လေးပါနှိပ်ပေးသွားကြပါအောင်နော်။